အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တဲ့အနေနဲ့နောက်ဆုံးအချိန်လဲကြခဲ့တော့မှဘယ်တော့ကလဲကျွန်တော်ပြောချင်တာကရုပ်ပိုင်းဆိုင်ရာလဲကြတာမျိုးမဟုတ်ပါဘူး။ဘဝရဲ့ခက်ခဲတွေကြောင့်စိတ်ဓာတ်တွေပြိုလဲကြတာအိမ်မက်တွေပျောက်ဆုံးသွားသလိုခံစားရတာမျိုးပြောတာပါ။ကျွန်တော်တို့အားလုံးအဲ့လိုအခြေအနေမျိုးကြုံမှုကြပါတယ်။ဒါပေမဲ့အရေးကြီးဆုံးမိကုန်းကဘာကြောင့်ငါလဲကြခဲ့ရလဲဆိုတာထက်ငါဘယ်လိုပြန်ထားရမလဲဆိုတာပါပဲဒီနေ့ကျွန်တော်တို့ resilient လို့ခေါ်တဲ့ပြန်လည်ထူထောင်နိုင်ခြင်းအကြောင်းကိုပြောပြသွားမှာပါမပြိုလဲအောင်ကြိုးစားနေုံနဲ့မရပါဘူးတကယ်တမ်းဘဝရဲ့အောင်နိုင်သူအစ်စ်တွေဆိုတာပြိုလဲတိုင်းမှာပူပြီးတန်မအောင်ပြန်ထနိုင်တဲ့သူတွေပါဟုတ်ပါပြီဒါဆိုရင် resilient ဆိုတာအပါလဲရှင်းရှင်းပြောရရင်ဒုက္ခတွေအခက်အခဲတွေစိတ်ဖိစီးမှုတွေထိခိုက်နာကျင်မှုတွေနဲ့ကြုံတွေ့ရတဲ့အခါမှာအဲ့ဒီအခြေအနေကနေပြန်လည်ကောင်းမွန်လာနိုင်တဲ့စွမ်းရည် ability to bounce back ကိုဆိုလိုချင်တာပါဒါဟာမွေးရပါရည်ရှင်တစ်ခုလည်းမဟုတ်ပါဘူးကျွန်တော်တို့အားလုံးလေ့ကျင့်ယူနိုင်တဲ့မွေးမြူယူနိုင်တဲ့ရည်သွေးတစ်ခုပါကမ္ဘာပေါ်မှာအောင်မြင်ဆုံးလူတွေကိုကြည့်လိုက်ပါသူတို့ရဲ့ဘဝဇာတ်ကြောင်းတိုင်းမှာကြီးမားတဲ့ကြာရှုံးမှုတွေအခက်အခဲတွေအနည်းဆုံးတစ်ခုတော့ရှိသမျှပါမဲ့သူတို့ကိုတကယ်တမ်းအောင်မြင်စေခဲ့တာကသူတို့ရဲ့ရည်ချင်းတက်ကြောင်မဟုတ်ပါဘူးသူတို့ရဲ့ resilient ကြောင့်ပါကမ္ဘာကျော်မီဒီယာဘင်းမာကြီးလို့တောင်တင်စားရတဲ့ Oprah Winfrey ကိုပဲကြည့်ပါသူကငယ်စဉ်ကလေးဘဝမှာစိုးဝါးတဲ့အခြေအနေတွေကိုဖျက်ဆီးခဲ့ရပါတယ်ဆင်းရဲမွဲတေမှုတွေလိမ်မိုင်းဆိုင်ရာအမျက်ထုတ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်အသက်20အရွယ်မှာဒေသခံရုပ်မြင်သံကြားတစ်ခုကနေသူမကရုပ်မြင်သံကြားအတွက်မသင့်တော်ဘူးဆိုပြီးတော့အထုတ်ခံခဲ့ရပါသေးတယ်ဒါပေမဲ့ Oprah ကလုံးဝအရှုံးမပေးခဲ့ပါဘူးသူမရဲ့ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ဘယ်တော့မှလက်မလျှော့တဲ့ဇွဲလုံးလာကြောင်းနောက်ပိုင်းမှာကမ္ဘာဩဇာရှိသောမျိုးသမီးတွေကတယောက်ဖြစ်လာခဲ့ပါတယ် The Oprah Winfrey Show ကနှစ်ပေါင်း25နှစ်ကြာအောင်မြင်ခဲ့ပြီးတော့လူသန်းပေါင်းများစွာရဲ့ဘဝတွေကိုပြောင်းလဲစေခဲ့ပါတယ်သူပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်ကြာရှုံးခြင်းဆိုတာကျွန်တော်တို့ဖြစ်တဲ့လမ်းကြောင်းတိုင်းမဟုတ်ဘူးဆိုတာကိုပြသတဲ့ဘဝရဲ့သင်ကြားမှုတစ်ခုပါပဲတဲ့ Harry Potter စာအုပ် series ကိုရေးသားခဲ့တဲ့ J.K. Rowling အကြောင်းကိုကျွန်တော်တို့လေ့လာကြည့်အောင်သူမက Harry Potter စာအုပ်ကိုစာအုပ်ထုတ်ဝေသူ12ယောက်ကပယ်ချတာကိုခံခဲ့ရပါတယ်အဲ့ဒီအချိန်မှာသူမကလှုပ်လက်မဲ့ကွာရှင်းပြတ်ဆဲထားပြီးတော့ကလေးတစ်ယောက်နဲ့အတူအစိုးရထောက်ပံ့ခြင်းနဲ့ဘဝကိုရုန်းကန်နေခဲ့ရတာပါဒါပေမဲ့သူမရဲ့ဇလန်းအပေါ်ယုံကြည်မှုနဲ့စိတ်ဓာတ်ချက်ခိုင်မှု resilient ကြောင့်လက်မလျှော့ခဲ့ပါဘူးနောက်ဆုံးမှာတော့ Bloomsbury ဆိုတဲ့အထုတ်ဝေသူကလက်ခံခဲ့ပြီးတော့ကမ္ဘာအယောင်ရဆုံးအောင်မြင်ဆုံးစာအုပ်စီးရီးတွေကတစ်ခုဖြစ်လာခဲ့ပါတယ်ဒီလိုမျိုးနာမည်ကျော်တွေရဲ့အဖြစ်အပျက်တွေကကျွန်တော်တို့ဘာကိုပြနေလဲဆိုတော့ resilient ဟာအောင်မြင်မှုရဲ့အဓိကတော့ချက်ဆိုတာပါပဲဒါနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာလေ့လာချက်တစ်ခုရှိပါတယ်စတန်ဖို့တက္ကသိုလ်ကစိတ်ပညာရှင် Walter Mischel ဟာ1960ခုနှစ်တည်းတုန်းက The Marshmallow Test ဆိုတဲ့စမ်းသပ်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်သူကကလေးတွေကိုမုန့် marshmallow တစ်လုံးစီပေးပြီးတော့အခုချက်ချင်းစားရင်တစ်လုံးပဲရမယ်ဒါပေမဲ့နောက်15မိနစ်လောက်စောင့်နိုင်ရင်နောက်ထပ်တစ်လုံးထပ်ရမယ်လို့ပြောခဲ့ပါတယ်ဒီစမ်းသပ်မှုမှာစောင့်နိုင်ခဲ့တဲ့ကလေးတွေနဲ့မစောင့်နိုင်မဲချက်ချင်းစားလိုက်တဲ့ကလေးတွေရဲ့ဘဝကိုနှစ်ပေါင်းများစွာကြာအောင်လေ့လာခဲ့ကြပါတယ်ရလဒ်ကတော့အံ့ဩစရာကောင်းလောက်ရှင်းလင်းခဲ့ပါတယ်စောင့်တိုင်းနိုင်ခဲ့တဲ့ကလေးတွေဟာကြီးပြင်းလာတဲ့အခါမှာသမွေးအမှတ်တွေပိုကောင်းတာလူမှုဆက်ဆံရေးပိုအဆင်ပြေတာစိတ်ဖိစီးမှုကိုပိုခံနိုင်ရင်ရှိတာတနည်းအားဖြင့်ဘဝရဲ့ကဏ္ဍတော်တော်များများမှာပိုပြီးအောင်မြင်နေတာကိုတွေ့ရှိခဲ့ရပါတယ်ဒီစမ်းသပ်မှုကကျွန်တော်တို့ဘာသင်ခန်းစာတွေပေးလဲမိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်း self control နဲ့ချက်ချင်းရမယ့်တာယာမှုထက်ရည်ရှိအကျိုးကျေးဇူးကိုမျှော်မြင်ပြီးတော့စောင့်ဆိုင်နိုင်စွမ်းဟာ resilient ရဲ့အဓိကအစိတ်ပိုင်းတွေဖြစ်တယ်ဆိုတာပါပဲဒါဆိုရင်ကျွန်တော်တို့ရဲ့ဘဝထဲမှာ resilient ဆိုတဲ့ခံနိုင်ရည်အားကိုဘယ်လိုမွေးမြူကြမလဲဒီမှာလက်တွေ့ကြတဲ့နည်းလမ်းတစ်ချို့ကိုမျှဝေချင်ပါတယ်နံပါတ်1ချက်ကတော့အ
ကောင်းမြင်စိတ်မွေးမြူဖို့ပါအခက်ခဲကြုံတဲ့အခါငါဘဝတော့ကန်ဆိုးလိုက်တာလို့တွေးမဲ့စားဒါကခဏပါပဲဒီထဲကနေငါဒီသင်ခန်းစာယူနိုင်တယ်ဆိုတဲ့ရှုထောင့်ကနေမြင်တတ်အောင်ကြိုးစားပါအခက်ခဲဆိုတာကြီးထွားဖို့အတွက်အခွင့်အရေးတစ်ခုလို့မှတ်ယူပါနောက်နံပါတ်2ချက်ကတော့ကိုယ့်ကိုယ်ကိုဂရုစိုက်ပါစိတ်တဲ့ချက်ခိုင်မှုဆိုရင်ခန္ဓာကိုယ်လည်းကျန်းမာဖို့လိုပါတယ်လုံလောက်စွာအိပ်ဆက်နားယူတာချမ်းမာတဲ့အစားအသောက်တွေစားသုံးတာလေ့ကျင့်ခန်းတွေပုံမှန်လုပ်တာကစိတ်ဖိစီးမှုကိုလျှော့ချပေးပြီးတော့ resilient ကိုလည်းတည်ဆောက်ပေးပါတယ်နောက်နံပါတ်3ချက်ကတော့ပတ်ဝန်းကျင်ကောင်းတည်ဆောက်ပါကိုယ်နားလည်ပြီးပြီးတော့အားပေးတဲ့မိသားစုတငယ်ချင်းတွေနဲ့ဆက်ဆံရေးကောင်းတွေတည်ဆောက်ထားပါအခက်အခဲကြုံတဲ့အခါမှာတယောက်တည်းရင်ဆိုင်မဲ့အစားသူတို့ရဲ့အကူအညီတွေကိုတောင်းခံပါလူဆိုတာတယောက်တည်းရက်တည်လို့တော့မရပါဘူးနောက်နံပါတ်4ချက်အနေနဲ့ကတော့လက်တွေ့ကြတဲ့ပန်းနိုင်တွေချမှတ်ပါပြဿနာတစ်ခုလုံးဖြေရှင်းမှုကြိုးစားမဲ့အစားသေးငယ်ပြီးတော့လက်လန်းမိတဲ့ခြေလန်းတွေအဖြစ်ခွဲခြားလိုက်ပါခြေလန်းတစ်လန်းချင်းစီအောင်မြင်သွားတိုင်းမှာကိုယုံကြည်မှုတွေပို့ပြီးတော့တိုးလာစေပါတယ်ကျွန်တော်တို့ရဲ့ဘဝကပန်းခင်းထားတဲ့လမ်းတော့မဟုတ်ပါဘူးလမ်းမှာစူးညောင်ခလုတ်တွေခြိုက်နေအခက်ခဲအတားဆီးတွေဖြတ်ကျော်ရမှာပါရေးကြည့်တာကလဲကြတိုင်းမှာဖုံခါပြီးတော့ပြန်ထားနိုင်မှာပါပဲပြိုလဲခြင်းကိုရှုံးနေခြင်းလို့မသတ်မှတ်ပါနဲ့သင်ခန်းစာယူစရာအခွင့်အရေးတစ်ခုပို့ပြီးတမန်လာဖို့အခွင့်အရေးတစ်ခုလို့ရှုမြင်လိုက်ပါ J.K. Rowling ညင်းပယ်ခံရလို့ကဘာကျော်စာရေးဆရာမဖြစ်လာခဲ့ပါတယ်သင်လည်းသင်ရဲ့ဘဝအခက်အခဲတွေအောင်မြင်မှုရဲ့အလေကားတွေအဖြစ်ပြောင်းလဲပြနိုင်ပါတယ်ဒီဗီဒီယိုကြည့်ပြီးတဲ့နောက်မှာကိုယ့်ပြန်မေးကြည့်ပါငါရဲ့ resilient ကိုငါဘယ်လိုမြင့်တင်မလဲဖြေတကူရသွားမယ်လို့ညွှန်နေပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲဒီဗီဒီယိုကအသင်အတွက်အကျိုးရှိတယ်လို့ထင်တယ်ဆိုလို့ရှိရင် like and subscribe လုပ်တော့ကိုလည်းမမေ့ပါနဲ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူကျွန်တော်တို့ပြန်လာခဲ့ပါမယ်အားလုံးပဲပြိုလဲတိုင်းမှာပို့ပြီးတော့တတ်မှသွားပြန်လဲထနိုင်ကြပါစေအားလုံးကြည့်လို့ပါ